ဟုတ်ကဲ့ပါကိုနီကျွန်တော်တို့ဒီ Origin OS မှာထပ်ပြီးတော့ပေါ့နော်ကျွန်တော်တို့ update လေးဖြစ်လာတယ်ဒီ lock screen ဘိုင်းနဲ့ပတ်သက်ရင်ရောဟုတ်ကိုနီစမ်းသုံးခဲ့တဲ့ experience လေးကိုတစ်ချက်လောက်အော် lock screen ဘိုင်းနဲ့ဆိုရင်ဒီ lock screen ကို customize လုပ်ရတာဘိုက်လာတော့ feeling လေးကကိုကြိုက်သလိုပြောင်းလို့ရတဲ့ဆိုရခံစားချက်လေးပေါ့နော်အဲ့ဒါကောင်းလာတယ်နောက်တစ်ခုက fingerprint ပေါ့fingerprint လေးကသူကထွက်လာတဲ့ animation လေးလိုအပ်သလိုပြောင်းပြီးတော့စိတ်ချအဲ့ဒါလေးကဟိုပြောရရင်တော့ Fantash OS သမားတွေကမနာလိုတော့ဖြစ်မဲ့တင်တယ်အဲ့ဒါလေးပေါ့နော်အဲ့ဒါလေးတစ်ခုပြောင်းလဲလာတာတော်တော်လေးကိုသဘောကျတယ်ပေါ့နော်နောက်ပြီးတော့အကြိုက်ဆုံးပေါ့ကျွန်တော်တယောက်တည်းမဟုတ်ဘူး Vivo user တော်တော်များများလည်းကြိုက်မယ်လို့တင်တယ်flicker လေးလေပုံလေးကိုဒီဖုန်းလေးလဲလိုက်တာနဲ့အယောင်လေးပြောင်းခဲ့ပုံလေးပြောင်းခဲ့ဘတ်တန်လေးပြောင်းသွားတာတကယ်ကိုမိုက်တယ်ခါပေအတွက်ဆိုလို့ရှိရင်ဒါမလောက်ထားရင်တော့မှနည်းနည်းကောက်ခံရမယ်ပုံစံမျိုးဖြစ်တယ်ပေါ့နော်အဲ့လောက်ထိကိုမိုက်တာဟုတ်တယ်ဗျဟိုအဓိကပေါ့နော်ကျွန်တော်ကိုယ်တိုင်လည်းဒီ lock screen ကိုပြောမယ်ဆိုရင်ဟိုပုံစံလေးကိုပြောင်းပြီးကိုယ့်ကို customize လုပ်ပြီးတော့သုံးဖြစ်တယ်ဟိုဘာလို့ဆိုကိုနီကဒီမှာကျွန်တော်တို့ဒီ lock screen မှာကအခုဒီ OS update မှာပါပေါ့နော်ကျွန်တော်တို့တွေဘာတွေကွာလာလဲဆိုရင်အရင်ကထက်ဆိုင်အများကြီး customize လုပ်လို့ရသွားတယ်ဟုတ်တယ်ဥပမာဒီကျွန်တော်တို့ဒီ setting တွေမှာဆိုရင် font တွေကအစပြီးသွားရင်ဒီ font ကိုမှကိုသုံးနေတဲ့ပုံစံမျိုးပြီးရင်အဓိကတော့အထူပါချိန်တဲ့နေရာတွေကအစအကုန်လုံးကိုချိန်လို့ရတယ်ပြီးရင် themes တွေလည်းပို့ဆုံးလာတယ်ကျွန်တော်တို့ပြီးသွားရင်ကျွန်တော်တို့ဒီ icon တွေဆိုရင်လည်းကျွန်တော်တို့တွေကြိုက်သလိုဘူးဖွဲ့ကြိုက်သလိုပြီးသွားရင် corner တွေကစ rounded corner ထားတာလေးတောင်ဆက်ဆက်ထားခြင်းလားဒါကိုသုံးမဲ့ပုံမူတည်ပြီးတော့ကိုစိတ်ကြိုက်ကစမိုက်ထားလို့ရတာဖြစ်တဲ့အတွက်ပြီး icon အကြီးသေးဟိုလူကြီးတွေမှာဆိုရင်ဖြစ်တတ်တယ်ဟုတ်တယ်လူကြီးမှကြိုက်တာဟုတ်တယ်အဲ့လိုဆို icon site ကိုသူကြီးကျင်တာလားအဲ့ဒါတွေကစ customize ထားလို့ရတာဖြစ်တဲ့အတွက်ကျွန်တော်အနေနဲ့ကတော့ဟိုကျွန်တော် user တယောက်အနေနဲ့ဒီဟာကိုသုံးရတာအရန်တော့ဟိုဘယ်လိုပြောမလဲပို့ပြီး satisfy ဖြစ်တာပေါ့ yes အဲ့လိုဆိုဟိုကိုနီအနေနဲ့ရောတခြားဒီ loss reminder ပတ်သက်လို့AOD ပေါ့ always on display ပေါ့ AMOLED ဖြစ်တယ် AOD သုံးလို့ရတယ်ဟုတ်တယ်လောကတကယ်ကိုပေမိတောင်းမိဖြစ်နေပြီအဲ့ဒါကျွန်တော်လည်းအဲ့ဒါကိုသတိထားမိတယ်ဘာလို့ဆိုတော့အရင်ဆိုရင်ကျွန်တော်တို့ကဒီဟို always on မှာကျွန်တော်တို့ဒီအရင် preset လုပ်ထားတဲ့ဟို setting လေးတွေလောက်ပဲကျွန်တော်တို့ change ပြီးသုံးလို့ရတာလေဒါပေမဲ့အခုကျတော့ preset တွေမဟုတ်တော့ဘူးဒီ always on display ကို online ပြီဆိုတာနဲ့ဒီမှာဟိုတွေ form တွေကိုတွေပြင်ခြင်းတွေ customize ကိုယ့်ကိုအကုန်ပြင်လို့ရတာဖြစ်တဲ့အတွက်ဒါလေးကလည်းဗာပြောကိုဖုန်းလေးဒီတိုင်းပိတ်ထားတဲ့ချိန်မှာတော့သူ always on ပေါ်နေတဲ့အရာလေးတွေကပို့ပြီးတော့ attractive ဖြစ်လာတယ်ကိုယ့်အတွက်လည်းဒါလေးကိုကြည်ရင်လည်းပို့ပြီးတော့ကြည်နူးသလိုတော့ခံစားရတယ်ကျွန်တော်အနေနဲ့တော့ဟုတ်တယ်ဗျဘယ်လိုပြောမလဲဆိုတော့ဒီ Origin OS မှာကဟိုကိုယ်စိတ်ကြိုက်ပို့ပြီးတော့လွတ်လွတ်လပ်လပ်ဖန်တီးနိုင်ခွင့်ရှိလာတယ်ဆိုတဲ့ခံစားချက်ကိုပို့ပြီးတော့ရစေတယ်ဟုတ်ကျေးဇူးအများကြီးတင်ပါတယ်အဲ့လိုဆိုတော့ကျွန်တော်တို့ချေရတဲ့ပရိသတ်ကြီးတွေအကုန်လုံးလည်းကျွန်တော်တို့အခုရှင်းပြသွားတဲ့ chat တွေပေါ်မှုတည်ပြီးကိုယ်စိတ်ကြိုက်ကိုယ်တိုင်ဖန်တီးပြီးတော့ကိုယ့်ရဲ့ lock screen wallpaper တွေ flick cap တွေဒါတွေကိုစမ်းပြီးတော့သုံးပြီးတော့ပို့ပြီးတော့သုံးရတာအဆင်ပြေစေဖို့ညှော်လင့်မိပါတယ်ဗျ